ယနေ့ခေတ်ပေါ့များအားဖြင့်တော့လူတော်များများဟာဒါနဆိုတဲ့အရာပေါ့နော်ဒါနဆိုတာကပေးကမ်းစွန့်ကြဲတာတို့လူလာတန်းတာပဲဆူပေါ့ပေးကမ်းတာပဲဆူပေါ့စွန့်ကြဲတာပဲဆူပေါ့နော်ဒါကိုပြုလို့ဖန်တီးကြတယ်ပြုလို့ဖန်တီးကြတဲ့အခါမှာအချို့တော့စိတ်ပိုင်းဆိုင်ရာတွေကြတော့ဘယ်လိုခေါ်မလဲဆိုတော့နောက်ဘဝပေါ့နောက်ဘဝကောင်းစားရေးအတွက်ပေါ့နော်နောက်ဘဝကြရင်ချမ်းသာဖို့အတွက်ပေါ့လူဖြစ်ရင်လည်းလူဘဝမှာချမ်းသာဖို့နတ်ဖြစ်ရင်လည်းနတ်ဘဝမှာချမ်းသာဖို့ဆိုတဲ့အရာတွေပေါ့လူမျိုးတွေလူချင်းတို့လူတန်းတဲ့သူတွေရှိတယ်ပေါ့အဲ့မှာဒါနောက်ဘဝဆိုတဲ့ဥစ္စာတစ်ခုကနောက်ဘဝတို့အတိတ်ဘဝတို့ဆိုတာမျိုးတွေပေါ့နော်ဒါတွေကခဏဒီခေတ်လောကကြီးမှာအမှန်လှုပ်ရှားလာတယ်ပေါ့အဲ့ဒီလှုပ်ရှားလာတဲ့ခါကျတော့နောက်ဘဝကရှိလားမရှိလားဆိုတဲ့ကိစ္စတစ်ခုကလည်းဘုရားရှင်လက်ထက်တုန်းကလည်းရှိခဲ့ဘူးတဲ့ဒီစကားအမေးပြေပေါ့မိမိသိရတဲ့လောက်လေးကိုပဲလူရင်းနဲ့တူရင်းပဲပြောရမယ်ဆိုရင်တော့ယဟန်တစ်ပါးကမြတ်စွာဘုရားကိုရှောက်တယ်ပေါ့မြတ်စွာဘုရားကနောက်ဘဝဆိုတာရှိတယ်လို့အယူဆရှိပါသလားလို့မေးတဲ့အခါမှာမြတ်စွာဘုရားကနောက်ဘဝရှိတယ်ဆိုတဲ့အယူဆကိုငါမပြောဘူးလို့ဆိုတယ်ပေါ့အဲ့ဒါဆိုရင်နောက်တစ်ခါဒီယဟန်ပဲပြန်လျှောက်တယ်ဒါဆိုမြတ်စွာဘုရားနောက်ဘဝဆိုတာမရှိဘူးလို့ယူဆတဲ့သဘောလားဆိုတော့အဲ့မှာမြတ်စွာဘုရားကနောက်ဘဝဆိုတာမရှိဘူးလို့လည်းငါမဟောဘူးလို့ဒီမျိုးဆိုပြရတယ်အဲ့ဒါယဟန်ကလည်းမနေဘူးထပ်မေးလျှောက်ပြရတယ်ဒါဆိုရင်နောက်ဘဝဆိုတာရှိရင်လည်းရှိမယ်မရှိရင်လည်းမရှိဘူးဆိုတဲ့သဘောမျိုးကိုလက်ကင်ထားတာလားဆိုတော့ပဲမြတ်စွာဘုရားနောက်ဘဝဆိုတာရှိရင်လည်းရှိမယ်မရှိရင်လည်းမရှိဘူးဆိုတဲ့ဥစ္စာမျိုးကိုလည်းလက်ကင်ထားတယ်လို့လည်းငါဘုရားမဟောခဲ့ဘူးလို့ဆိုတဲ့ခါကျတော့ဒီနေရာမှာပေါ့နော်ကျွန်တော်ကိုယ်ပိုင်အတွေးနဲ့ကျွန်တော်စဉ်းစားတာပေါ့စဉ်းစားတဲ့ခါကျတော့ဘာကိုတွေ့လဲဆိုတော့ကျွန်တော်တို့ဒီမြတ်စွာဘုရားရဲ့လမ်းစဉ်လောကမှာပေါ့နော်ယဟန္တာတွေဆိုတာရှိကြတယ်ပေါ့ပါဠိလိုပြောပါတယ်အရဟတကိုစိုက်သွားတဲ့ပုဂ္ဂိုလ်တွေပေါ့နော်သူကဒီယဟန္တာဘဝကိုရောက်တဲ့အခါမှာသူ့မှာအာသောတရားနဲ့ပတ်သက်တဲ့စိတ်တွေပေါ့နော်ခန်းချောက်သွားတယ်ပေါ့ဆိုတာတဏှာရကတွေပါတယ်မမောတန်တာမှုတွေမရှိတော့ဘူးပေါ့မရှိတဲ့စိတ်တွေပေါ့နော်အဲ့လိုဖြစ်သွားတယ်ဆိုတဲ့ခါကျတော့အဲ့ဒီနောက်ဘဝမရှိနိုင်ဘူးဆိုတဲ့အယူဆကရှိတယ်လို့မြတ်စွာဘုရားမယူဆဘူးဆိုတဲ့အယူဆကလို့ဒီယန္တာတွေပုဂ္ဂိုလ်တွေကြတော့သူကနောက်ဘဝဆိုတာမရှိတော့ဘူးလေဒါကလက်ရှိဒီဘဝကဒါနောက်ဆုံးဖြစ်စေတော့ယုတ်နံခန္ဓာကိုပိုင်ဆိုင်ရခြင်းပဲမဟုတ်လားအဲ့တော့ဒီယုတ်နံခန္ဓာကြွေကျသွားပြီဆိုတာနဲ့နောက်ဘဝဆိုတာတခါပြန်လဲပေါ်ပေါက်လာဖို့ကမဖြစ်နိုင်တော့ဘူးဒါကြောင့်မြတ်စွာဘုရားကနောက်ဘဝကိုရှိတယ်လို့လည်းငါမဟောဘူးလို့ဒီမျိုးဆိုတယ်လို့ကျွန်တော်ယူဆတယ်နောက်ဘဝဆိုတာမရှိဘူးလို့လည်းငါဘုရားမဟောဘူးဆိုတော့မရှိဘူးလို့မဟောဘူးဆိုတဲ့စကားရဲ့နေရာမှာရှိတယ်ဆိုတဲ့သဘောတရားကပါဝင်နေတယ်လေအဲ့တော့ဘူးနားထောင်နေတဲ့သူတွေကကျွန်တော်ကိုယ်တိုင်ပေါ့နော်ခုနကကိုယ်တွေကဒီကိလေသာတဲ့ကုန်ခန်းတာမဟုတ်ဘူးအာသောတရားတွေလည်းကင်းစင်သွားတာလည်းမဟုတ်ဘူးဆိုတော့ရိုးတန်တန်လူတွေအတွက်ကတော့နောက်ဘဝဆိုတာရှိနေအောင်မယ်လို့ကျွန်တော်ကဒီမျိုးယူဆတာပေါ့
ဘာကြောင့်လဲဆိုတော့ကိုကအာတော်တရားမှမကုန်မခန်းချောက်နိုင်သေးတာကိုကတာမန်အဆက်ဘဝပဲရှိသေးတာဆိုတဲ့ခါကျတော့ခုနပြောလို့ဒီယဟန္တာပုဂ္ဂိုလ်တွေမျိုးအရဟတပုဂ္ဂိုလ်ကိုရီရတဲ့ခါကျရင်ကိုရီတက်ကလည်းနောက်ဘဝဆိုတာကွယ်ပြောက်သွားမှာပဲနောက်ပြီးတော့ဒီကျွန်တော်တို့လက်ရှိမျက်မြင်တွေ့နေရတာကအခုကျွန်တော်တို့လူလောကမှာဆိုလို့ရှိရင်တိရစ္ဆာန်တွေလည်းတွေ့နေရတာပဲတိရစ္ဆာန်ဆိုတဲ့အမျိုးစုံပဲလေအသားစားတဲ့တိရစ္ဆာန်တွေလည်းရှိတယ်သွေးကိုမှတောက်တဲ့တိရစ္ဆာန်တွေလည်းရှိတယ်ပေါ့နော်သွေးကိုမှတောက်တယ်ဆိုတဲ့တိရစ္ဆာန်တွေဆိုတာကဘယ်လိုကောင်းမလဲဆိုတော့သူအဟိတ်ပဲခေါ်ပေါ့တိရစ္ဆာန်ပဲခေါ်ပေါ့ဒါပေမဲ့ဇီဝအသက်ပိုင်ဆိုင်တာအမှန်တမျှကတော့တတ္တဝါပဲလေတတ္တဝါလို့ဆိုတော့ဥပမာဂျပိုးတို့တန်းတို့နောက်ရှိပါသေးတယ်ဗျာဟိုပါလေမှဲ့တို့မှဲ့ဆိုတာရှိသေးတယ်ဗျာရင်ကောင်းလို့ပါလို့တတ္တဝါဒါတွေကသူကသွေးသားကိုပဲမမောခင်တွယ်နေတဲ့တတ္တဝါတွေသူ့မှာဇီဝအသက်ရှိတယ်သူကသွေးသားတွေကိုရှာဖွေငန်းငတ်တဲ့ရှာဖွေစားတော့တဲ့တတ္တဝါမျိုးစားတွေမှဲ့တို့ချင်းတို့ရင်ကောင်းတော်မှလည်းသွေးသားကိုစုပ်တယ်ထင်ပါတယ်ဗျာဘာလို့ဆိုရင်ကောင်းတွေပါလို့ဆိုရင်အနာလူမှာပဲဖြစ်ဖြစ်ခြားသိစံတွေမှာဖြစ်ဖြစ်အနာတွေပါပေါက်ဖွာလာပြီဆိုတော့အဲ့အနာယောဂနေရာတွေမှာအဲ့ရင်ကောင်းတွေအုံလိုက်ခဲလိုက်တယ်သူကပြည်တွေသွေးတွေပြည်တွေကိုစုပ်ယူတဲ့မှနှစ်သက်ခုံနေတဲ့တတ္တဝါတွေခုနအသားစားဆိုတာတွေကတော့ချင်းသေးလို့ကြက်သေးလို့ကြားလို့မိချောင်းတွေလိုမျိုးတွေအသားကိုမမောခင်တဲ့တတ္တဝါတွေပြီးတော့တီးနှံအရွက်ခက်တွေမှာကြိုက်နေတဲ့ယုံလိုမျိုးအစားရှိတဲ့တတ္တဝါတွေမျိုးစုံပေါ့ဒါတွေကရှိနေဆိုတော့ကျွန်တော်တို့လူဆိုတဲ့တတ္တဝါတွေရတယ်အချိန်မီတိရစ္ဆာန်ဘဝကိုလည်းရောက်သွားနိုင်တာပဲဒါကတော့ဘယ်လိုခေါ်မလဲဆိုတော့နောက်ဘဝဆိုတာအဲ့မှာရောက်သွားနိုင်တယ်ဆိုတဲ့သဘောတရားကပေါ့ဆိုတော့နောက်ဘဝဆိုတာတွေကအမှန်ပြောရမယ်ဆိုရင်တော့လူတယောက်ဇီဝတဲ့ခြုံငင်းသွားတဲ့အခါမှာပေါ့သူကနောက်ဘဝကိုကူးရတယ်ပေါ့ဒါပေမဲ့ကူးရတယ်ဆိုတာကကျွန်တော်တို့ဒီရုပ်တွေဒီနာမ်တွေကူးရတာမဟုတ်ဘူးသူကနောက်တစ်ခုအတွင်သဏ္ဍာန်တစ်မျိုးနဲ့သူကဖြစ်သွားရဆိုတော့လက်ရှိကျွန်တော်တို့ရက်တည်နေတဲ့ဒီဘဝမှာအသားရည်ဖြူရည်နဲ့ဖြူစင်နေမယ်ပေါ့အရက်ကလည်းအရံမောင်းလည်းကြည်ကောင်းလည်းအရက်တွေလည်းဖြစ်နေမယ်ပေါ့ဒါပေမဲ့နောက်ဘဝကိုကူးတဲ့အခါကျတော့ဒီအသားရည်ဖြူခြင်းမလည်းဖြူမယ်အသားရည်နီးကြောင်ဖြစ်ရင်လည်းဖြစ်နေမယ်ရက်တွေကလည်းပုံမှန်ဖြစ်နေမှာဖြစ်ရင်ပူရင်လည်းပူနေမယ်ရှည်ရင်လည်းရှည်နေမယ်ခန္ဓာကိုယ်ကလည်းပိန်လီနဲ့ပိန်လီနေမှာဝါဖြိုးနေတယ်ဝါဖြိုးနေမယ်လက်ရှိဒီကျွန်တော်တို့ရေဆိုင်နေရတဲ့လက်ရှိဒီဘဝမှာကျွန်တော်တို့အသက်အရွယ်တွေရဲ့နောက်ဆုံးပိုင်းကဏ္ဍကအများဆုံးအနှစ်80 90ဆိုရင်အဲ့ဒီခုနေရအဲ့ဒီအချိန်ကအဲ့ဒီသူ့ရဲ့ဒီသားတစ်ခုမှာသူ့ရဲ့အသက်တွေကဒီတက်မှာရှည်ကောင်းရှည်နေရှည်နေလိမ့်မယ်ဒီတက်မှာတိုနေတိုနေလိမ့်မယ်ပေါ့ဒါကကျွန်တော်တို့တန်တန်လူတွေတက်ကတော့ဒါဘဝကူးစက်မှုတစ်ခုဒါပေမဲ့အဲ့ဒီဘဝကူးစက်မှုဆိုတာကကူးစက်သွားတဲ့အဲ့ဘဝနဲ့လက်ရှိဒီဘဝနဲ့ဘာမှတော့မှတစ်ခါတည်းကြာသွားတာမျိုးတော့မဟုတ်ဘူးသူကဘာနဲ့လာတဲ့တူလဲဆိုတဲ့ခါကျတော့အသီးပြင်တလင်ကနေကြွေကြလာတဲ့အသီးဖြစ်အညာဖြစ်အစီဖြစ်ပေါ့အဲ့ကနေပေါ့စင်ခဲ့ပြီးသူကပြန်ပွားစေတဲ့သဘောမျိုးလောက်ပဲဒါပေမဲ့ဒီအပင်တော့မဟုတ်တော့ဘူးနောက်တော့သူ့အပင်တစ်ပန်အသစ်တစ်ပန်အပင်တစ်ခုပြန်နဲ့ထူထောင်သွားခြင်းမျိုးပဲပေါ့နော်ဒါကကျွန်တော်တွေးခေါ်ကြည့်တဲ့အတွေးခေါ်တစ်ခုပါအဲ့ဒီတော့ဗျာအဓိကကျွန်တော်ဆိုလိုချင်တဲ့သဘောကတော့အဲ့ဒီနောက်ဘဝဆိုတဲ့အရာကိုကျွန်တော်တို့ကတအားကြီးမမောခင်တွယ်စရာကောင်းတဲ့အရာမဟုတ်ဘူးလို့ပဲကျွန်တော်ကပြောချင်တာပေါ့နော်။ဘာကြောင့်လဲဆိုတော့မြတ်စွာဘုရားရှင်ခေါ်တယ်လို့ပဲပေါ့ဘဝတစ်ခုကိုရရှိလာခြင်းအမှန်တကယ်ကတော့သူကဘာကိုရလိုက်တာလဲဆိုတော့ကျွန်တော်တို့ဒုက္ခတွေတောကတွေပေါ့ဒါတွေကိုပဲရရှိတာပိုင်ဆိုင်တာပဲလက်ရှိကျွန်တော်တို့အသက်ရှင်သန်နေတဲ့အချိန်ကာလတစ်ခုမှာဆိုလို့ရှိရင်ကျွန်တော်တို့စားခြင်းတဲ့ဒုက္ခတွေတွားခြင်းတဲ့ဒုက္ခတွေလာခြင်းတဲ့ဒုက္ခတရားတွေအမျိုးမျိုးပုံပေါ့
တေချာစီးပေါ်တွေ့ရှိရင်ဟိုအသေးစိတ်အမှုစိတ်ပေါ့နော်တွေးစကြည့်မယ်ဆိုရင်ကျွန်တော်တို့ဒုက္ခဆိုတဲ့အရာဆိုတာမရှိပါဘူးဘာဒုက္ခဆိုတဲ့အရာမှမရှိဘူးကျွန်တော်တို့ကတဏှာစိတ်တွေနဲ့မှုလို့ဒါဟိုဒုက္ခလို့ဒုက္ခတရားမှုတစ်ခုလိုမျိုးကျွန်တော်တို့ခံစားနေရတာပါအမှန်တကယ်ကတော့ကျွန်တော်တို့ဘက်ကဒုက္ခဆိုတဲ့အရာမရှိဘူးအဲ့တော့ဒုက္ခဆိုတာကဘယ်လိုခေါ်မလဲဆိုတော့ဟိုငြိမ်းအေးတဲ့အရာကိုမှဒုက္ခလို့ခေါ်တာပါကျွန်တော်တို့စိတ်တွေငြိမ်းအေးသွားတယ်ကျွန်တော်တို့စိတ်နှလုံးတွေနူးညံ့သိမ်မွေ့သွားတယ်ငြိမ်းအေးသွားတယ်ဟိုဘယ်လိုခေါ်မလဲဆိုတော့လောဘစိတ်တွေဒေါသစိတ်တွေမောဟစိတ်တွေတိမ်ကောလာတယ်ပေါ့တိမ်ကောလာတဲ့အခါကျမှကျွန်တော်တို့ကဒုက္ခရတာကိုခံစားရမှာဒီလောဘစိတ်တွေဒေါသစိတ်တွေဒီမောဟစိတ်တွေပေါ့နော်အဲ့တော့လောဘစိတ်ဒေါသစိတ်မောဟစိတ်ဆိုတာတွေဥစ္စာတွေရတယ်ဒါပါဠိစကားလုံးတွေပေါ့ဒါတွေကလည်းဟိုအနက်တိတ်ပဲဟိုဖွင့်ဆိုမယ်ဆိုရင်အမှန်ကျယ်မြတ်ပါလားဥပမာပေါ့ဟိုဒေါသစိတ်ဆိုတာလေလူတယောက်ကိုရိုက်မယ်နှက်မယ်ပုတ်မယ်ခတ်မယ်ဆိုတဲ့အရာတစ်ခုတည်းမှဒေါသစိတ်ဖြစ်တာမဟုတ်ပါဘူးဟိုပူလောင်သောစိတ်တွေအရာမှန်သမျှကဒေါသစိတ်တွေပဲဟိုလောဘစိတ်တွေဆိုတာကလည်းတော့သွားပြီးတော့လူတာရက်တာဓမြတိုက်တာတစ်ခုတည်းကိုမှလောဘစိတ်လို့မခေါ်တော့ဘူးပေါ့လူကျင်မှုအရာတွေမှန်သမျှကလောဘစိတ်တွေပဲမောဟစိတ်ဆိုတာကတော့ဒါကတော့ရှင်းပါတယ်ဗျာကိုလုပ်တဲ့အလုပ်တွေကဟိုဘယ်အစီရောက်သွားလဲဆိုတဲ့ဥစ္စာကိုပိုင်းခြားမခွဲခြားနိုင်တဲ့ဉာဏ်ပညာတွေကင်းမဲ့နေတဲ့အရာဒါမောဟပဲပိုင်းခြားခွဲခြားနိုင်စွမ်းမရှိလို့ဇွတ်လုတ်တယ်ဆိုတဲ့ဇွတ်ဆိုတဲ့စကားလုံးကပေါ်လာတာပဲလေဇွတ်လုတ်တယ်ပေါ့ဟုတ်လားမဟုတ်လားလည်းမသိဖြစ်လားမဖြစ်လားလည်းမသိဇွတ်ယုံတာအမောလူတယောက်ပြောတဲ့စကားကိုဇွတ်ယုံလိုက်တာတို့လူတယောက်ဖြန့်လိုက်တဲ့ဝါဒတစ်ခုကိုဇွတ်ယုံပြီးတော့လက်ခံလိုက်တာမျိုးတွေဒါမောဟပဲလေဒါတွေကိုကျွန်တော်တို့ဟိုကိုပိုင်းဆိုင်ရာမှာယော့ပါလာဖို့ပဲလိုတယ်အဓိကတော့မောဟစိတ်တိမ်ခေါ်လာလို့ရှိရင်ကျွန်တော်တို့မှာဟိုဝိဇ္ဇာဆိုတဲ့တိတက်မြင်တတ်တဲ့စိတ်တွေပေါက်ဖွာလာမှာပေါ့အဲ့လိုပေါက်ဖွာလာတဲ့ခါကျရင်လောကကြီးမှာနေထိုင်ရတာရှင်သန်ရတာကျင်လည်ကျက်စားရတာကအနှစ်အရသာတွေရှိလာမယ်ပေါ့အဲ့လိုစိတ်တွေရှိလာတဲ့ခါကျရင်လည်းကျွန်တော်တို့ကအိုခြင်းတည်ခြင်းဆိုတဲ့အရာတွေကိုကျွန်တော်တို့ဘာမှထိတ်လန့်တော်လို့သွားစီတာအကြောင်းလည်းမရှိဘူးပြီးတော့ကျွန်တော်တို့ဘာကိုပဲလုပ်လို့ဘာပဲကြင်တယ်ဘာကိုပဲဆူဆူပေါ့နောက်ဘဝဆိုတဲ့အရာတွေကကျွန်တော်တို့လည်းဘာမှအစီအနှစ်အာဟာရဆိုတာမဟုတ်ပါဘူးဟုတ်တယ်ခုနကကျွန်တော်ပြောသလိုပေါ့ဘဝတစ်ခုကိုရှိလာရင်ကြုံရမယ့်အရာတွေကခုနကကျွန်တော်ပြောဒုက္ခနဲ့ဒုက္ခတရားတွေပါပဲဒါကိုဒုက္ခသစ္စာလို့ဆိုတာကိုသစ္စာဆိုတာခိုင်မြဲတာလေဒီဇီဝတစ်ခုပိုင်ဆိုင်လာပြီဆိုလို့ရှိရင်ခိုင်မြဲနေတဲ့ဒီဒုက္ခရဲ့သစ္စာတွေပေါ့ဟိုပင်မဆင်းရဲတယ်ဆိုတာလေအိတ်ချင်တာလည်းဆင်းရဲတာပဲလေငါဆိုတော့ကိုကခါကြရင်ချိုးလေးရှိတွေ့ကြမှာပေါ့ကိုကအလုပ်တစ်ခုကိုလှုပ်ချင်နေတယ်ဒါပေမဲ့ဒီရုပ်နိုင်ကြီးကလက်မခံချင်တော့ तू ကငိုင်းကြီးလာပြီ तू တားနွမ်းနေလာတယ်အဲ့တော့ तू တစ်ဖက်ကလည်းမျိုးလုံးကဖွင့်လို့မရတော့ဘူးဒါပေမဲ့ကိုအလုပ်ကလည်းတအားအရေးကြီးနေဒီလုပ်ကိုလှုပ်ရှင်ရတာဆိုတော့ခုနလောဘလည်းပါမယ်အကြောင်းကလည်းအမျိုးရှိမှာပေါ့ဒါကိုမဖြစ်မနေလုပ်ရမယ့်အနေအထားတစ်ခုမှာမျိုးလုံးကြီးကခါမဖွင့်ကျင်တော့ဘူးဆိုတာမျိုးတွေပေါ့ဒါမှမဟုတ်အိတ်ချင်းကလည်းဒုက္ခတရားပဲအိယာကနိုးထွက်လာကြီးကလည်းဒုက္ခတရားတွေပါပဲအဲ့တော့ဒီဒုက္ခတရားကိုရှောင်ရှားနိုင်တာကမောဟတွေဖောင်းပါသွားရင်တော့ဒုက္ခတရားနဲ့တဖြည်းဖြည်းနဲ့ဝေးကွာသွားမှာပဲတကယ်လို့မောဟတရားတွေရှိနေသေးတယ်လောဘတရားတွေရှိနေဦးမယ်ဆိုရင်တော့ဒီဒုက္ခတွေကတော့ဒုက္ခတရားတွေကပုံကြီးစိုးနေမှာပေါ့အဲ့တော့ကျွန်တော်တို့တွေကဘာလုပ်ရမလဲဆိုတော့ဆင်းရဲခြင်းဒုက္ခတွေကကင်းလွတ်အောင်ဆိုလို့ရှိရင်ဟိုဆူတောင်းဖို့မဟုတ်ပဲနဲ့ကိုယ့်ရဲ့ဒီလောဘတွေကိုလျှော့ချမယ်မောဟဆိုတဲ့အရာကိုဖယ်ရှားနိုင်ဖို့တဲ့ဟိုနေဘယ်လိုခေါ်မလဲဆိုတော့ယောပါစီလာဖို့အတွက်အတိတရားတွေကိုကျွန်တော်တို့ဖန်တီးယူရမှာပေါ့ဒါကိုလေ့ကျင့်ယူရမှာပေါ့လေ့ကျင့်မှုကိုဒါကိုကျင့်ကြံတယ်လို့ခေါ်တာပေါ့ဗျာနော်ဒါကကျွန်တော်ကစဉ်းစားမိတာလေးကိုတင်ပြတဲ့သဘောရပါ
ဟိုနေမှာမြတ်စွာဘုရားရင်ဟောသူပေါ့ဝိရဇဝါဒကိုတော့ဘီသူမဆိုကျင့်သုံးပေါ့နော်ဒါဟုတ်လားမှန်လားဆိုတဲ့အရာတွေပေါ့ဒါကိုယ့်ကိုချင်းချင်းသုံးသပ်ဖို့ပဲလိုပါတယ်